ဒီမီနီလေးနေတာမြင်မှုကြလားသူလေးလာပြီဆိုရင်အသက်အန္တရာယ်မဖြစ်ရအောင်ချက်ချင်းရက်ပြီးစစ်ဆေးဖို့လိုပါပြီဒါကတော့ airbag လေအိတ်ဖော်ပြချက်မိပါဒီမီလင်းရင်စက်ပြင်ဆိုင်တွေက airbag အစ်စ်လဲခိုင်းမဲ့စတီယာရင်တွေကဝါယာကြိုးတွေလဲခိုင်းပြီးပတ်စံ3000လောက်ကုန်သွားတာတော့အစင်မပြေတာမျိုးကြောင့်ဘူးကြမှာပါဒီနေ့တော့ပတ်စံတပြားမှမကုန်ပဲဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာပြောပြပေးမယ်ဗီဒီယိုလေးကိုတင်ထားလိုက်ပါအသုံးဝင်ပါလိမ့်မယ်တစ်အင်ဂျင်ကန်ကဘက်ထရီကိုအရင်ရှာပါအပေါင်းနဲ့အနှုတ်တင်ဂီတာတွေကိုကြည့်ပါနှစ်လိန်ဖက် wrench တစ်ခုယူပြီးအနှုတ်ဘက်ကဝက်အူကိုခဏဖြုတ်လိုက်ပါ10စက္ကန့်လောက်စောင့်ပြီးမှပြန်တက်ပါဝက်အူတွေကိုတင်းကျပ်နေအောင်ပြန်ကျပ်ပေးဖို့မမေ့ပါနဲ့ကဲအခုကားထဲဝင်ပြီးမီးပိတ်သွားလားကြည့်အောင်မီးပိတ်သွားရင် like လေးနှိပ်ပြီးအားပေးခဲ့ကြပါဦးအခုအံ့ဩစရာကိုအတူတူကြည့်လိုက်ကြအောင်3 2 1ကားဆက်နှိုးလိုက်ပါပြီဟုတ်မြင်လိုက်ကြလားပဲမီးပိတ်သွားပါပြီအရန်လွယ်ရမို့လားကားနဲ့ပတ်သက်တဲ့ဘူးတူတာတွေနေ့တိုင်းတည်းရဖို့ follow လုပ်ထားပြီးကြပါဦးမှတ်ချက်ဒီနီလာဟာအရေးပေါ်အခြေအနေတော့မဟုတ်စနစ်ပိုင်းဆိုင်ရာ error အနည်းငယ်အတွက်သာအလုပ်ဖြစ်နိုင်ပါ တကယ်လို့မီးကပြန်လေလာအောင်မယ်ဆိုရင်တော့ကားရဲ့ airbag စနစ် airbag system မှာတကယ်ချုံရွေးချက်ရှိနေရဖြစ်လို့ကျွမ်းကျင်တဲ့ workshop မှာအသေးစိတ်ပြန်စစ်ဆေးဖို့အကြံပြုလိုပါတယ်